现在你也变出来，你们几个人，然后过毛病的，家也可以搞来的，现在没没来的，那几个人。不一样了。我一个叫完。Ini sih, tongkong. Ini sih, tongkong. Kita tahu kita. Mana ni mana tu dah? No, kau dah lah. Kau dah naik ni. Kau nak ni siapa ni? Lepas dah kau dah nak cari dah. Wah, aku nak cari. Saya bawa bawa dia dah. Kau nak cari ni, nak cari ni. Pemana ni? Apa pemana ni? Kau yang bisa kau ni.
သူ့ဟိုပြောအပြင်မျိုးအပြင်မျိုးကြားလိုက်လို့ရှင်မျိုးကျွန်တော်မ လူ ဆုံး ကဆုံးတာအရှင်တို့ ကျွန်တော်အမေလားကျွန်တော်အမေကကြာပြီ89 ကို ဟိုဒါမွေးဆုံးပြီးမှအရင်ဆုံးလာတာလို့ဆုံးတာ ကျွန်တော်မေကအရင်ဆုံးတာပေါ့ကျွန်တော်မေက1900ရေကြီး အဖေက အာနာသိပြီးတော့တစ်နှစ်ပဲချားတယ် ဖေရော 89ကကျွန်တော်တို့အမေ90ကကျွန်တော်တို့ဖေအဲ့ဒီ1990ပြီးတော့အခုဒီ2000ဘက်ကိုကျော်သွားပြီးမှမကျဝင်းနဲ့ဟိုတာကျွန်တော်အမျိုးသမီးဆုံးတာ ဒီကဖေတယ်ရ ကျွန်တော်ပင်စင်တက်ပင်စင်ပဲမေဂျာနဲ့ပေါ့ကိုရတိုင်ရုံကျွန်တော်တက်လိုက်ရတယ်ကျွန်တော်အသက်35မှာကျွန်တော်တက်ထဲဝင်တာဟုတ်ပြီးတော့ဟိုရိုးရိုးပဲကျွန်တော်အင်းနဲ့တိုင်မလို့လေကျွန်တော်မနေ့ကဟိုမဆာတွက်ကျွန်တော်တက်တာဆက်တယ်မပြတ်ဘူးလေတင်းကဒီတမ်မတ်တွေသူကပြီးသွားတဲ့ခါကျတော့သူကဟိုတမ်မတ်ကြီးလို့တယ်တရုတ်တမ်မတ်ကြီးသူကဆက်ဆိုင်ကောင်းတဲ့ခါကျတော့ပင်စင်သွားတဲ့ခါကျတော့သူ့ကိုချစ်ကြည်ဟိုနေပေါ့ဟိုတော့ပေါ့ကွာအဲ့ဒီတက်ဆန်းမှုမှာသူဥက္ကဋ္ဌ ဟိုတော့ကလေကဟိုပါလဲသူဒီမှာနေပြီးတော့အဲစင်းစစ်ချုပ်ပြနေတဲ့အချိန်ဖျားကြီးမှာပါလဲပြီးလို့တော့လှမ်း ဟို ဖိ နေ တ် လာဟိုမအားရကန်လား ဟုတ်အဲ့ဒါလှမ်းဖိတ်သေးတယ်တော့ဟိုကလည်းခက်တာနဲ့ ဟိုတို့ရတဲ့အဆက်တပြတ်နေတော့ ဟုတ်တယ် ဟိုကိုကြီးအဲ့မှာလောက်ပါလားတဲ့ဟိုဖေကဂောဘကလုတ်ချင်ဘူးလုတ်ချင်သွားလည်းမသွားနိုင်ဘူးငါကားလည်းမရှိဘူး နောက်ဟိုဘက်ကအမေဘက်ကအကိုတော်ကိုရတယ်အဲ့မှာဂောဘကလေ ဟိုဥဒါဂောဘကဆိုမန္တလေးဂောဘကဆိုရွှေရကုန်းဂောဘကဆိုမတူဘူး။ညာကောဘကကျင်းတော့အောင်မြင်တော့ပေါ့။တို့ပေမဲ့ဝင်လာလို့ကိုကြီးကဟိုမလွတ်ချင်ဘူး။ ကိုကြီးအကိုကြီးတို့ဟိုမေကျွေးတို့ဦးလေးမောင်တို့ကျွန်တော်မေတို့ကျွန်တော်ဟိုတိနာပဲဘယ်ဆိုချင်လဲ နောက်တော့ဒီမှာရှိတဲ့ဟိုမာမျက်မှုတွေအဲ့ဒီကဖေးအဲ့ဒီမှာလည်းဘောဘကနေဒီလိုအဲ့ကောဘကလူပြောက်လုပ်တယ်ကိုတင်ပေတော့လုပ်နေကြတော့အဲ့တော့ကိုဒီနေ့ကသူကလုပ်ပါလားကျွန်တော်လူမရှိဘူးငါလုပ်ပါလုပ်ချင်အပြစ်လဲတော့အန်ဂျင်ညာ အာကိုကြီးကမှန်တာပေါ့မှန်တယ်ကိုကြီးကျွန်တော်မြင်နေတာလေ အန်ဂျင်ညာလေပြီးတော့ခုနကကိုကောင်းပြီမြစ်ကိုကောင်းပြီမြစ်ခုနကကိုနဲ့တွဲတဲ့လူကောင်းပြီမြစ်တန်းတဲ့လူမကောင်းဘူးလေ အာလူအများကြီးလေကိုကြီးရတယ်တယောက်တည်းမဟုတ်ဘူးလေ ပြီးတော့နောက်ကအချိန်ပြည့်မထိုင်နိုင်တော့အချိန်ပြည့်မထိုင်နိုင်ဘူး ပြစ်တွေပြောလာမယ် နော် ဝယ်တာ ဟိုအဲ့လိုမဟုတ်ဘူးအဲ့လိုမဟုတ်ဟိုမထိုင်နိုင်တော့ကျန်တဲ့လူကဗတ်စံတော့ပြန်ပြီးတော့နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဟိုလာတဲ့ညခုနေကုန်သူတို့ရခေါင်းလေးပြောက်ပါသူတို့ရခေါင်းလေးတော့အန်ကဲရခေါ်ပါလားအဲ့လိုမေးတယ်မဟုတ်ဘူးဘုံခေါ်ပါသွားဘောကမှလာပါ သူကဂိုးကောလားဝိတ်ကလည်းနဲတာမဟုတ် ဆိုတော့ကြည့်တော့အဲ့ဒါဟုတ်တယ်မျိုးကကောင်း အာကိုကြီးဘလို့တာကောင်းတယ်ဗောကိုကြီးရတယ် ဟိုကိုနေကတော့သူစေနာတယ်ပေါ့နော် ဟုတ်တယ်ဟုတ်တယ် ကိုကြီးလူမရှိဘူး ဟုတ်တယ် လုတ်ပြပါလားမလုတ်ချင်ဘူးအမတို့ငါအေးကြီးပဲရောင်းဝင်တယ်မစားကြနဲ့ဆိုတော့ဒါကရှိတယ် ဒီဦးနဲ့ပြဿနာမရှိဘူးလေအောက်ကနေပြဿနာရှိ အာနိုင်ဟိုဒီမှာတော့ဟိုဒီကဘယ်လိုလုပ်ဆိုပထမအမှုတစ်ခုစစ်တဲ့ခါကျတော့ထောင်လိုက်ရနေပြီးတော့ဟိုမာလည်းမဆို9000လားတက်သိန်းလားထူလိုက်တာ ဟုတ် ဒါယူထားတာဘာသာယူထားတဲ့ခါကျတော့အဲ့ဒီမှာလုပ်နေတဲ့တွေ့ရမှုကပထမဥက္ကဋ္ဌရှမ်းကြီးရှမ်းဒုတိယတွေ့ရမှုကဒီမယ်ပေါ့နော်အဲ့ဒီဥက္ကဋ္ဌရှိနေခင်တည်းဒီရောမလုပ်ဘူးဥက္ကဋ္ဌလည်းအဲ့ပြေတော့ဒီကောင်လုပ်တယ်ထင်တာလုပ်တာပေါ့ထင်တာလုပ်တော့ထောင်းလိုက်ရသက်သာကြိုက်တာကျွန်တော်တိတ်လန်းတယ်ကြိုက်တာယူလိုက်ပြီးတော့ဒါယူလိုက် ဇလန်းထွင်တာဗော ထွက်လာပေါ့တိတ်နေတော့တိတ်နေရှုပ်တော့ဝင် ဟုတ် ပြီး ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဝင်လာတော့ဆက်တာဆက်တာတော့တဏ္ဍဘတ်တော့ဆက်တော့ဟိုဘက်မှာဘာမှမရှိဘူးဟိုကဒီမှာ9သိန်းဒီမှာ9တော့ 9000ဗော ဆက်တယ်ပေါ်အဲ့ဖမ်းထောင်ထားပဲ ဟုတ်တယ်ကိုကြီး အဲ့ဒါမျိုးတွေပေါ့နော်ကိုကကောင်းပေမဲ့ဟုတ်က
ကိုအများကြီးပဲလက်တွေအများကြီးပဲ လက်တယ်အများကြီးပဲအဲ့ဒါကြောင့်မလို့နေဖြစ်တယ်နောက်ကကိုယ်လာပြီးဖိရလည်းမခံနိုင်ဘူး ဟုတ်တယ် ဟုတ်တယ်မလားအဲ့တော့မနာလို့ဘယ်ချိန်မှဘာလို့ပါကိုအများကြီးလာမယ် အဲ့ဒါမျိုးအများကြီး တို့ရထင်ရှားတယ်ဒီကတော့အဝင်ထွက်မှာထင်ရှားတယ် ဗျာတကယ်ကိုကြည့်တော့နော် ရွှေချစ်ပြဆိုရင် မျိုးတမိုးလေးကြည့်တယ်ဆိုတော့ဘယ်လို ဟုတ်တယ် အဲ့တော့အခြေအနေအဟိုပြည်ဝင်ပြည်တွက်ဆိုတော့နော်ပြည်ဝင်ပြည်တွက်ကလည်းများတယ်နော်အဲ့တော့အဲ့ဒါမှမဖြစ်ဘူး ကျွန်တော်ထိုင်လေဒီမှာ ရတယ် ဒါပါပဲ ဟုတ်ရတယ် ဒီမှာနေ ရတယ် အဲ့တော့သူတင်ဦးပေါ့ဒါတွေချက်တွေသူမသိဘူးပေါ့နော် ကိုကြီးရတယ်တိပြီပဲမတိကြအောင်ဆောင်နေရတာကိုကြီးဒါကျွန်တော်ရှင်းရှင်းပြောပြတာ ဟုတ်လေကိုကြီး ဝန်နဲ့လည်းလင်းကားရှိတယ်ကိုကြီးလင်းကားကြောက် အဲ့ကြည့်ရတာ အဲ့လိုကိုဗစ်လက်ဖြစ်နေကျွန်တော်မျက်လုံးမကောင်းဘူးလေအဲ့တော့ဖောင်ပြပါဖြစ်နေကျွန်တော်အေးဆေးသွားရုံပဲကားလာကြိုပဲအဲ့ဒါနေ့ဘောတပတ်က2ရက်မနေ့နေ့နဲ့1ရက်ချိန်တိုင်းတလားတော့2သိန်းပေးမယ် အကြည့်ပြီ ကားတက်လာဆိုမယ်ကျွန်တော်အဲ့မျက်လုံးမကောင်းတော့မထိုင်ပြဘူးလေနော်ကိုဗစ်ဖြစ်နေတာကိုကြီးဖြစ်တော့အေးရဲကူးမှဆိုလို့လေမျက်လုံးလည်းဟိုနေ့ဖြစ်တကယ်အခုမျက်လုံးကျွန်တော်ဟိုအထက်ပြီးမှန်မှုထည့်လာနှစ်ဖက်လုံးအဲ့တော့ကျွန်တော်မျက်လုံးဝါတာတာဆိုတော့ကျွန်တော်လည်းမလုပ်တော့တာအကောင်းဆုံးဖြစ်တာသူကတော့စေတနာနဲ့ပေါ့အဲ့ဒီမှာသူကကျွန်တော်ပြောတယ်ဆိုတော့ငါကွာတဲ့ကျန်တဲ့သူကွာတဲ့အောက်ကနေသူလုပ်နေကြတယ်ငါပြောလို့လည်းမရဘူးအကိုရတာဒါကျွန်တော်ပုပ္ပလင်ပြောပြတာနော်သူရှိနေတာခုန ဒီဒေတာကလူတွေရဲ့ဝိတ်ရှင် ဝိတ်ကြီးတဲ့ခါကျတော့နည်းနည်းထည့်အဲ့မိုင်းတော့နည်းနည်းထည့်ကျန်တာကြဟိုတိတ်အဝေးမခံဘူးပေါ့နော်အန်တယ်လို့မဟာများမှုပဲကြာ ရန်ကုန်ကအများကြီးပဲရ ရန်ကုန်ကတော့ရွှေဘောမရဘူးရွှေဘောကတကယ်ကိုတက်ဟာဟာကြီး အဲ့ဒီကက်ပတိန်လောက်ကစာအာနာရှိတာကိုကြီးကျွန်တော်ကက်ပတိန်လောက်ကဖျက်မလုပ်တယ်မလားကျွန်တော်ရှုံပြသွားတယ်နော်အဲ့မှာသူ့ဘိုးကြီးတွေနောက်နေတာသူတို့တွေအဲ့ဝန်ထမ်းတွေမိမတွေနောက်နေတာကျွန်တော်ဒီမှာထိုင်တာကဖျက်စစ်ဝစ်ပြပါညာ မဟုတ်လေဘိုးကြီးကခုနလိုတက်တက်မှာဘိုးကြီးလေအပြင်မှာဘိုးကြီးမဟုတ်တော့ဘူးလေ ဒါပေမဲ့ခေါ်လို့ဘိုးကြီးခေါ်လာတယ်ကျွန်တော်ကြားနေတာ ခေါ်ပြီးမှဒါတော့စားပါ အဲ့လိုဖြစ်နေတာ အဲ့ပေါ့ဒါတော့ဟို ခက်ကအဲ့လိုဖြစ်သွား ဒီလိုပဲပေါ့မှန်တော့ရောနော်နော်နေကြအေးစစ်စစ်ပြတ်သွားတယ်ဟိုဖရားလည်းဖရားကိစ္စကြီးဒီကဆက်ကူရအောင်ပြန်ပြန်ပြီးတော့ကညာသမထညာဝိပဿနာညာများရပြီးရင်ဘလာ900နဲ့ပြည့်စုံတယ်ညာဒီလို9ပါးမှာသိရပါလိမ့်မယ်ညာ ဒီလိုဆိုနေပြပါလေကိုကြီးလည်းကြမ်းမဲ့ကူဆိုင်နော်အခုတက်လို့ရှိရတယ် အဲ့ဆရာ အဲ့ဆောက်ကျွန်တော်ကမကြည့်နေစမိုင်းလေပြီးကျွန်တော်တန်းရလဲနေအဲ့ဒါကျွန်တော်ကဖြတ်မဲ့ဟာရှိတယ်ဖြတ်မဲ့ရှိတော့အတိတ်အကြောင်းပြဿနာကျိုးပြဿနာအကြောင်းအဲ့ဒါကျွန်တော်ကဖတ်တာပြောဝေဒနာတဏှာဥပါဒအဲ့ဒီဝေဒနာတွေတဏှာပြီးတော့ဥပါဒကိုကျွန်တော်ကဆွဲတာကိုကျွန်တော်ကအတိတ်ပဲမပေါ့ဖြစ်ကျွန်တော်ကအတိတ်ပဲကျွန်တော်ပေါ့အဲ့ဥပါဒကိုဖြတ်မှာကျွန်တော်ကိုရအခုကျွန်တော်တို့ကိုရကျွန်တော်ကိုရပါပြီကိုရအခုကျွန်တော်မြင်တဲ့ဖတ်တယ်ကိုကျွန်တော်အမျိုးတွေဖြစ်တာတကယ်ကိုရနော်ကျွန်တော်တက်တာအခုကျွန်တော်ဆွဲလို့မရဘူးဆွဲတယ်ကျွန်တော်အဲ့အတ္တနုပါဒရဲ့ဒိဋ္ဌုပါဒရဲ့ကာမှုပါဒရဲ့တိရပါဒအဲ့ဒီလေးကိုဆွဲလိုက်ရင်ကျွန်တော်မိတော့ပါလေကိုရအဲ့ကိုကျွန်တော်လာဆိုတော့ဒီစမပရိပါအခုကျွန်တော်ကျေးဇူးရှိတဲ့ကြောင့်ကျွန်တော်အဲ့ကျေးဇူးပြပဲကျွန်တော်အဲ့လိုငြိမ်ငြိမ်လေးပေါ့ကိုရငါကိုငြိမ်တဲ့ဟာတွေတော့နေရမှာဥပါဒဆွဲလိုက်ကျွန်တော်မိတော့ပါလေအဲ့ဒါကိုကျွန်တော်ပြစ်ပဲလားဆိုတော့မပြစ်ဘူးပြစ်ပဲလိုက်ကျွန်တော်တို့ကဥစ္စာတွေတည်တယ်အခုဆွဲလိုက်ကျွန်တော်ဘယ်လိုဆိုမိုးကုတ်ဒီပေါ့အဲ့လိုပေါ့မိုးကုတ်ဒီကကိုတော့ပေါ်တယ်ကိုနည်းနည်းလေးတရားတကယ်လေသွားမှာအဲ့ကျွန်တော်လေ့လာနေရတယ်အဲ့ကျွန်တော်ကအဲ့ဒါတွေတော့မိတယ်အဲ့ဒီဥပဒေလေးပါလေကိုဆွဲလိုက်တာလေကိုကိုရုံနေဆိုတာမိတော့ပါ ဒီပေါ်တရားတစ်ထောင်လို့ရှိတာနော်ဆောက်လို့ရှိတယ်ကျွန်တော်မိုးကုတ်မှာဟိုပေါ့ညမကုန်းကကြောက်ကထမရောက်တော့နော်မလို့ရတယ်မိုးကုတ်ကြောင်းနေတော့တိုက်ပွဲဖြစ်တဲ့ခါမှာမဖြစ်ဘူး I built our home with bleeding hands, laid each brick with love and plans. You were my light, my reason why. Now I just talk to an empty sky. I'm still waiting at the door where your laughter lived before. Every night I whisper low. ညာဝင်လေအခုကညာတက်ဆက်တယ်အဲ့တော့သူ့နေရာလည်းဟောမနေဘူးပဲနဲ့ငါကြိုက်ရတာပဲ မြင်မှုပဲကျဲဟုတ်ဟုတ်ပါ သူ့အနေအမျိုးကသင်ညာနေတာလေငါရောဆံအောင်လိုက်တက်တယ်နိုင်ကဆံအောင်ရှားတယ်လေနောက်ပါချင်းညတော့အနေဝတ်တူပါလေအဲ့တော့လေဥစားစုံပြီဆိုရင်ဘယ်မှရှောင်လို့မရဘူး လူချင်းမတွေ့ရဘူး တွေ့တယ်ဗော တွေ့ပဲအောင် တွေ့ရလာသူ့လာလဲတာဗောအိမ်လာတယ်လေ တရက်သွားလိုက်တာမဟုတ်
ဟုတ်ဟာဝန်နံပါတ်ကြိုက်လာရဲ့ အေးရောမလာကြိုက်လာတယ် အခုတော့ငါတို့ကအသက်ကြီးပြီလေ sorry ပဲနောက်တစ်ခါလောတာမဟုတ်လေအဲ့ဝါလာသူ့လေကြတယ် နည်းနည်းဝါငါအစီချာလေးငါညရတောက်လိုက်တယ်တလုံးငါလည်းတကပ်ပါလားမင်းက3ကကြော်တယ်ငါပေးတာအဲ့တော့မင်းတကတနေ့တလုံးမတော့ပါညကမင်းနှလုံးတိုက် စေးမပါဘူး ဟာကဘိုးကြောင့်လည်းမင်းကြီးအဲ့ဒီတဲမှာ တို့ပြီးမှတယ်တဲလို့ရ ခါရပြီနော် ခါလဲရပြီ ပတ်ပတ်လေးချက်တော့ပါဗျာ တဲလို့ရပြီအဲ့ဒီ ဝယ်သားလည်းကောင်းတယ်ဒီရှိရောအဲ့ဘလူးစမ်းကဘလူးတော့ပြောရပြီအမကလေးရစားပြအဲ့မှာရွှေဘက်မှာဘလူးကစားရိုက်ခဲ့တာဒီကလေးခိုးတော့မဟုတ်ဘူးဒီကသူတို့ခိုးတော့ဘေးရွှေဘက်အဲ့နောက်ဆုံးအဲ့ဘေးကတိသွားတယ်လိုက်ပြီးစုံစမ်းတော့တိသွားတဲ့ခါကျတော့သူ့ပြီးသွားတယ်လိုက်လာတော့နောက်ဆုံးကလေးနဲ့နန်းတော်ရရောက်သွားပြီးတော့ဘေးကစားရိုက်တော့ဘလူးရေးတဲ့စားပြီးတော့အပြစ်မရှိမှဒီကလေးကိုမေဖေမေကမသိဘူးအဲ့တော့ဘေးကနေလည်းကလေးကိုညှောက်စားပြီးတော့အားလုံးကနေပြတ်သွားတာချီးမြှောက်ခံပြီးတော့ဖရာတရားကိုနားလိုက်တဲ့ခါကျတော့တောတာပန်နေပြတ်သွားတာအဲ့ဒီမိစ္ဆာတိဖေပြရတဲ့ဓမ္မရိတိပြတ်သွားဘုရားဘာသာဖြေတာအနေဖို့သူတို့အနေရောရဟန်းခံပေါ့မိမတော့အနေပြတ်ပေါ့တိရရှင်လို့ပေါ့ခလေးလေးကတော့9နှစ်ကလေးကတော့ကိုယ်ဝဲပေါ့ကွာအဲ့မှာသူတို့အားလုံးကရဟန်းတာတွေဖြစ်သွားကြတာအဲ့နမောဗုဒ္ဓတာနှလုံးသားမှာဖရာတည်တာဟိုလိုတိပဲမဟုတ်ဘူးကွာနောက်တော့ဖျက်တည်လိုက်တာနောက်ဘုရားအဲ့မင်းကြီးရောအကောင်းဆုံးကဘာမျိုးကိုမင်းတို့ပေးခြင်းနဲ့အတောင်ပါဆုံးကျေးဇူးနဲ့ကိုစပေးခြင်းနဲ့ငါရဲ့ဘဝငါဂီတာငါကပြမင်းလေးပါပဲငါအိမ်မှာယူတော့ရှင်အတမ်းမှရှင်မင်းလေးပို့ခွေအနုညံဆုံးလေကြီးငါမင်းတို့ဖြစ်ခြင်းနဲ့မင်းကြိုက်ဆုံးဝမ်းကြိုလုံးငါဘွားဖြစ်ခြင်းကငါရဲ့ဘွားငါဂီတာငါကပြမင်းလေးပါပဲငါအိမ်မှာယူတော့ရှင်အတားပါရှင်အနေတရားတဲ့ငါစင်တဲ့တဲ့ချင်နာသူရဲ့မင်းရဲ့လာတွေ့နေနာရီလေးလေးငါဘေးအောင်ဆုံးမင်းတို့ပြေးနေ
ဒီမှာကြတယ်တက်ကုန်လာမြိုင်မှာညရပြီဖေးတော့တော့ဘာလို့ရရမှာဒီမှာဒီဘက်ကရွာဟုတ်တယ်ရွာမြည်ဟုတ်တယ်တော်တော်နေစစ်တယ်ညတော့တော့ကြာလားညတော့တော့ကြာအဲ့ဒါရွာပါတယ်ပထမဒါအိမ်နဲ့အဲ့ဒီနေတယ်ကြည့်ကြတော့အဲ့လိုရနေလို့ရှိဟုတ်လေးတော့ကြာတယ်ရုပ်ဟုတ်တယ်ဟုတ်တယ်တော့ကြာတယ်ချစ်မိုင်းနေချစ်ချာကြဟုတ်တယ်ချစ်တော့လေမလိုင်းကိုတော့အကောင်းကြီးပေါက်လာတယ်မဟုတ်တယ်တော့အမှုအဆက်တွေရှိတယ်ကွာတော့ဆက်နေတာလေကွာကိုကလည်းမရောက်ဘူးလို့ဟုတ်တယ်ဟုတ်တယ်ဝဲတရားရတယ်ရှက်ရတယ်အဲ့နားမှာနေကြတက်ချင်တာလားမဲမဲမဲအဲ့ဒါတော့ပြောပါလေနောက်ဆက်လမ်းလေးကိုဝဲထွက်နေတာအဲ့မလေးက2018 2019ခုနှစ်ဘဏ္ဍာညာစင်းရောက်ကြေးရစီမံကိန်းပင်လင်ကြေးရအုပ်စုလေဒီကကတော့ရရအဲ့လိုရတယ်အဲ့လိုလေအဲ့တော့ရွာတယ်ဟိုလေကတော့ကြာပြီလားကြည့်ရတယ်အဲ့ရရမဲလော်ရီအယူရောတော့ကော်ဖီရောဖေးခိုင်တော့ဖေးခိုင်တော့လဲချင်လာရမယ်လားလူကြီးတာပြေကုန်ပါရပြီလားကျရနေမကဲဝေးရပုံမြင့်ကြောင်းနဲ့အမတို့စစ်စစ်တော့နေတယ်ရရဘူးရောအဲ့တော့ရရတော့ပါမြို့ကထွေးနေနေတာတိုင်းပြည်လည်းတောက်တော့တော်တော်လည်းခန်းဆောင်နေအောင်အေးဟုတ်ပြီဒါပါသူလိုက်မကြအဲ့ဒါမှတကြည့်ရမယ်ဟမ်မုံတော့ပင်လေးတော့ပါမုံစုံပင်လေးဘယ်နေရနော်ဒီမှာဒီမှာတော့မစဘူးသူကမစဘူးလေလောက်ချောလို့မစဘူးဒါတော့ရပြရတယ်ပြရတယ်ဒီမှာပြဘူးသူမပြတဲ့ဟိုမကဒမီရတယ်ကိုစားနေစီဝါမအေးတော့ပါပဲဟေးကြောက်โอเคဟေးငါဟိုအပေါ်ကစားလို့ရတဲ့အချိန်လမ်းဆက်တယ်မယ်အဲ့ကြရင်စီတင်လို့ရရင်စီတင်လိုက်နော်အေးโอเคမရချစ်ကြလားအေးဒီနေ့ဆိုအောင်ပါဆက်ရောက်တည်းကထားဆန်းလိုက်ပါမယ်တော့လာများလားဟုတ်စီဝဲလေးတော့ဆိုင်လေးရရဆိုကြဟုတ်ပြီခဏရ GHRV ဟိုအလဲနေကြတာမမြင်ဘူးလားရတယ်သူကပေါ်လာတယ်ဒါတခုဒါအေးရဟုတ်တယ်အေးရနန်းပေါ်လာတယ်လာတော့မှာဒီရောက်တော့တက်ကြရအောင်ဆိုဦးလိုက်ရဘယ်ရောက်ပဲဆိုတော့ဆက်ရောက်မှာဒီကောက်ဒီမှာဒီနေ့တကယ်ရတော့ရှာတယ်အဲ့တော့တက်တော့ကြပဲမှာအဲ့တော့တိုင်းနဲ့ဘွဲကောက်ကြလေးဒီလေးဘွဲကောက်ပြန်လာဟိုဘက်တက်တော့ကြမှာတက်တယ်မှန်ဘေးပေါ်တယ်အဲ့သူပြောတယ်ဘေးပေါ်ပါပြောတာအဲ့တော့ဒီပေါ်ပါပြောမရှယ်တွေပဲအဲ့မှာကြည့်ဆောက်တယ်ဟုတ်တယ်ဟုတ်ပါဘူးတကယ်နားယူပါပြောတယ်တကယ်ချောတော့ဆင်းလာတယ်ညာဆင်းချောတော့ဆင်းလာတယ်ဟုတ်ပါဘူးဝင်းညနေဆက်ဝင်လို့ဟာကားရောင်းဝင်လို့ဒီမှာကြည့်အောင်ဟိုဘက်ဒီကကိုးတယ်ဗျာဟုတ်တယ်ဒါဆိုကြံနေတယ်ပကန်းပေါ့ဗျာဒီလိုညာလေးရတော့စီးရတော့ကောင်းတယ်ပုံရောက်ကျဲတယ်ဟုတ်စစ်တပ်တဲ့တဲ့မှာပါပဲပေါ့ဒါဒီဘက်ချမ်းတော့ပိုကောင်းတော့ဒါပါဗျာဒါကိုလည်းဆိုင်ရိုက်လမ်းတော့ဒီကကြောက်ရတယ်ဟိုတော့ဝင်ရတော့ပြမှာပေါ့ဒီဘက်ဟိုဒီဘက်လည်းစီးရတော့ဒီကအဲ့ဒါတော့ဆောင်းနေတာဟိုဆောင်းတော့ရုပ်ပေါ်နေမှာတော့ရှင်းပါဘာဒီကဟုတ်ပါဒါမိုးချိုးတော့ပဲဟုတ်ပါလက်မပါသူ့ဖန်ဟုတ်တယ်ညမချိုးပါသူ့ဖန်ပဲပြရတယ်အဲ့ဒါမှတော့အဲ့တော့ဆောင်းမတော့ဒီကမျိုးဒီအဲ့ဒီညောင်သေးကွာမသားတို့ကန်းတော့ဒီဘက်လားဟုတ်ပါတယ်ဒီကဟိုဒီညရောက်ဘူးပါတယ်ရောက်ဘူးတယ်နော်ဟုတ်တယ်ထိုင်လေရောက်ဘူးရပြေဆုံးတယ်လေဘာကမလာပါဘူးတော့လာလေဟိုမှာမတွေ့ဘူးလားဒီကေဘယ်နေရာလာဘူးဘာလဲလာပြောနေဒီစမချမ်းတယ်လမ်းမြင်ရတာဒီစမချမ်းထဲမှာလည်းရှိရတာဘာကောက်ကိုမရဘူးခုနဒီနေရာကနေငါတို့ဒီနေရာကိုမပြတ်ဘူးလေဟုတ်တယ်ဟိုမှာလမ်းကောင်းတယ်ဒီလားခုနဒီရက်ဆက်တာအဲ့ဒါကြောင့်တို့တမ်းမဖြတ်ဘူးနော်ဖြတ်လားဖြတ်တယ်လေဟုတ်လားဒါပြန်ထွက်နေရောက်သွားပြီလေဟုတ်ကဲ့ရတယ်
ဒါပေမဲ့ကြမရ မရဘူးကျွန်တော်လက်တွေ ဘူးဘာလို့ဆိုလိပ်ပတ်တယ်တော့မှာတရားဆိုတာကလိပ်ပတ်တယ် ဟိုတယ်လမ်းချတာ ညာအဲ့ဒီတတိပြန်စောတယ် 没有我。 ခုနကတော့မသိဘူးဒါမှမဟုတ်ဘုန်းကြီးတော့ရတယ်တိတ်ကငါဝယ်လာတာဘုရားကတရားတွေအများကြီးပဲဆရာကြီးလာတယ်ကိုကျတက်ကြီးလေးကပို့ဆုံးအများကြီးတင်းဦးဒီကလေးတိတ်ရမလားဦးလည်းဝယ်တော့ပဲစိတ်တယ်အဲ့ဒီဥပနာတဲ့ခန္ဓာကိုခန္ဓာနှစ်ခုလေအဲ့ဆောင်းလေးပေါ့အဲ့ဒါငါးမှာရှိတာသုံးပဲရှိတယ်အဲ့ငါဆောင်းဟောင်းတယ်ရဒါမှတောကဟိုးမောင်မှာဝယ်တာအဲ့ဒီဒုတိယကြီးတဲ့တော့ကဟိုးမောင်ဝယ်ဒါပေမဲ့ငါဒီဘောကွာဟိုဒီဘောကိုနဲ့ထိတော့မရှိတဲ့ခါကျတော့အဲ့ဒီတော့ငါဂူးမဆိုင်ဘူးပေါ့ဒီစားကိုစိတ်မပတ်ဘူးခုပြန်ပြီးတော့ရှာတဲ့ခါကျတော့အဲ့တော့လည်းထွက်အဲ့ဒီခန္ဓာနှစ်ခုနဲ့ဆက်ဆက်အဲ့ပို့တော့တန်ဖို့ရှိတယ်အဲ့လိုလေသူကလိပ်ပတ်လဲပြီးတော့ဒီလေးလာမှာညာဒီဘောလေးပတ်လိုက်ရင်တို့ဆရာဟောလိုက်ရင်ဒီဆရာဟောလိုက်ဟုတ်တယ်နောက်တရားစကားထိုင်လိုက်တယ်သူတို့ဟောတယ်အဖြစ်တဲ့ရှိပြီးရုပ်နဲ့ပြောလို့ရုပ်နဲ့လို့ရှိတယ်ဖြစ်တဲ့လို့ရှိတယ်အဲ့ဒီကိုယ်ပိုင်အဖြစ်ဉာဏ်လေးရဖို့တိတ်ခက်အပြောကလွယ်တယ်မိကိုယ်ပိုင်အသိဉာဏ်တာမင်းတို့ကရှိရတယ်ဒါရေးရှိတယ်လည်းမသိတော့ဒါမင်းတို့လည်းငါပယ်လို့မရဟုတ်ပါဘူးဒါပေမဲ့ဆိုတော့မျက်စိမှာပြိတယ်ဘုရားမြင်တာဒီလိုဆိုတရား၄ပါးတော့ရှိရတယ်ကွာအဲ့ဒါတော့လက်ကင်တာဉာဏ်လာတော့သူ့ပိုင်တဲ့ရှိပါတယ်ဒီတော်တော်ဒီဟိုကနားတော့တရားနားတော့မပြောဘူးငါနားတော့နားတော့ရှိတယ်ဟုတ်ကဲ့ဟုတ်ဒါပေမဲ့ငါမသိတော့သိတယ်ဆိုတော့ဒါပေမဲ့ငါဟိုအဲ့ဒီကိုယ်ပိုင်ဉာဏ်ဖြစ်ဖို့အခုဒီငါပြောတဲ့ဒီဥပဒနာနဲ့ခန္ဓာကိုယ်ပိုင်ဉာဏ်ဖြစ်မင်းပြစ္ဆာတော်ကိုသိတယ်သိတယ်ဒီမင်းကနေကြပြန်ဟုတ်ငါကြည့်ကြဝိဇ္ဇာပစ္စယတေကအဲ့လိုမျိုးနာဝရပြအဲ့လိုပြစ္ဆာသမုပ္ပါအကမှာပါတယ် အဲ့ဒီဟာတွေတော့မင်းမပိုင်ဘူးဆိုပြောတယ်တော့ပြောပါဟုတ်အချိန်ကလေဟုတ်ကဲ့အဲ့ဒီအချိန်ကသူကပိုင်နေတဲ့ခါကျတော့လူတော့ဘလူတော့ပေါ့ကွာအပြန်ပြန်လာတော့သူမင်းတိပိနေစိုက်ကြတယ်မလားသူတွေအဲ့ခြံထဲမှာတိပိနေလာလေးပါစိုက်တယ်အဲ့ဒီတိပိနေစိုက်တဲ့ကစိတ်ချမ်းသာတယ်စိတ်ချမ်းသာတော့ဘယ်ပါပြတ်ပါဆန္ဒမဖြစ်အဲ့ဒါစိတ်ချမ်းသာတယ်ဆန္ဒဖြစ်တယ်ကားလေးတွေဖွင့်လာရတော့ဆန္ဒဖြစ်တယ်အဲ့ဒီတိပိနေမင်းကိုဘာလဲရင်းနဲ့ဒုက္ခပေးတယ်အဲ့ဒီညှိုးရတယ်အနာကြီးတော့များသွားလို့လားအမြတ်ကတော့ပုတ်သွားလို့လားအဲ့ဒါကတန်ရလေတွေရောအစ်စ်ပြင်ပန်းပင်အစ်စ်ပင်ပန်းပင်အတီးပြီးတဲ့အသေးပေါ့အဲ့ဒါဆိုမဟုတ်လေသူသားအေးတယ်လေအဲ့တော့သူတို့ကပြောတယ်တော့ပန်းကိုပြတာပေါ့အဲ့ဒါဆိုသူသားလည်းမဖြစ်တယ်လေငါတည်းပဲရှိသေးလားတော့ပါ ဒါအဲ့တော့ငါးနဲ့မကပါဘူး ဟာမင်းကလည်း၄နှစ်နဲ့ရောက်တဲ့ဟာကို မင်းက9ရက်9လ90မွေးတယ်ဒီ94ရောက်တော့ဘယ်နဲ့လဲ ဟော၄နှစ်၄နှစ်တော့မပြည့်သေးဘူး မစနာလေ အဲ့တော့ငယ်ငယ်လေးချွန်တယ် ငယ်နဲ့ချွန်တယ်ကွာ ဟိုကကလောဟိုကကနောင်ဆောင်လေးကဒီကောင်ချွန်တာတခါအဲ့ချွန်တော့သူချွန်လို့မှညတို့ရိုက်ခံရလေဟိုကိုရဲနဲ့ချိန်လုံးနဲ့ဆော့ခံအဲ့တော့တိတ်လို့ဒီကောင်ပိတ်ရိုက်လိုက်တာအဲ့တော့တသားသွားတာငယ်တော့အဲ့တော့3နှစ်တော့မပြည့်သေးဘူးချွန်တာ ဒီကရောက်ကလောရောက်တော့တနေ့နဲ့8လလေအဲဒီကောင်ဒီကန်နေတယ်မလားငါကန်လိုက်လေတော့ဘောဒီတက်တာအားရှိတယ်ဒီလားတနေ့နဲ့8လနော်မင်းရအောင်ဘောဒီတက်တာမင်းအားတကယ်အားရှိရင်ငယ်တဲ့အားရှိ ဟုတ်ငယ်ငယ်လေးအဲ့လိုချွန်တော့ ကျွတ်တော့ ဒီမနေ့တွေချစံလို့ရသည်အိမ်မအောင်ငယ်ရှင်တဲ့ရောက်လာသည် ဘူအောင်တယ်မဟုတ်တယ်အဲ့ဒါလေအဲ့ဒါနဲ့ဆက်တော့နဲ့ဆက်တော့ဆက်ပြီးပါနေအောင်မင်းလုံးနဲ့မလိုက်နဲ့တင်းကကိစ္စရှိကောက်ရတယ်နဲ့ဆက်တော့ဒါတော့မငြင်းနေပါနဲ့ဆက်တော့အဲ့ဒါဆိုကြည့်တယ်ချင်းရောက်လားအဲ့ဒါချင်းတူတက်ကြောအတော့လည်းပါပုံအဲ့ဒါဒီကတော့လေဒီကအဲ့ဒီရှိတော့ဘာမနေတော့ကျွန်တော်နာမည်တည်းနေရာမသိဘူးပြောတည်တယ်ဆိုင်တည်တယ်ဒီပဲဆောက်ခဲ့တယ်ဘာလို့ဒီကငါအေးဒီကငါအေးမတော့ဆောက်ခဲ့တယ်ဟုတ်နော်ဒါအဲ့ဒီတည်းလားဒါတခြားလူကိုပြောလို့ရတယ်မင်းမင်းလည်းအဲ့ဒီတော့နော်မဆိုနဲ့နော်အဲ့ဒီတော့တော့တော့တယ်ဒီကတော့ကြည့်လိုက်ဟိုတွေ့ကြပါဗျာတွက်စီဘုံ တလုံးပြတယ်မ
ပြီးတော့လည်းမိုးလေးမြတ်ရန်ကောင်းပြတယ်။မမွေးပြီးတော့တောက်ရရန်ကောင်း။ကော်ဖီရမဟုတ်လား။ကော်ဖီရမှာခွက်ကလေးယူကော်ဖီမောက်ထက်ဒီနည်းလေးထက်မွေးလိုက်ပြီး တခြားမထည့်တော့ဘူးလား ရမ်း ဟောကော်ဖီတိုင်းပဲတောက်တာ ဝိုင်းနေတဲ့ ကောင်းတယ် ဝိုင်းနေတဲ့ ဘလော့မှာရိုက်လို့ရအတွက်နော်ဖြစ်တော့မှာဘလော့ရိုက်လေရိုက်ပါရှင်း မဟုတ်သမီးကလေအစားအစာက review လုပ်ပါလား review လေ တော့ဆိုပြရလို့ ဟာ အခုဆိုတော့လောက်ရဟုတ်လားမိုင်းရကွာဆဲဆဲ အဲ့ဒါဦးကိုအကောင့်အပ်လိုက်17ခုရမှာ ဦးကောင်းမှမကြည့် အေးအခုအပ်လိုက်ရတယ် ဘူးလိုင်းမရှိဘူး ဖျားနေတခုကြီးတာမင်းနဲ့တကယ်ရန်ဖြစ်နေဟုတ်လားဟောရန်ဖြစ်နေတယ်မင်းတို့လည်းမင်းရုံးမလာပြင်မယ်လူကပို့လာတယ်ညခဏရုပ်ဆိုရတယ်ကြီးကြကျမရန်ဖြစ်တော့သူကဘုံလုံးနဲ့သွားဘုံလုံးနဲ့သွားပြီးပြန်နေတယ် တတ်ပြပဲ မင်းလာချော့ပြီး ဟုတ်ကဲ့အဲ့တော့ဆရာပဲဖြစ်တာဟိုဆက်ချင်လာလာအောက်ကလည်းအောက်က ဒီကဟိုလာဒီတီမောက်ဒိနေဆိုတာမှာ၄ယောက်ဆော်တယ်ပေါ့နော်အခါရီသူတယောက်တည်းပဲတိုင်တဲ့တော့နိုင်ငံခြားဝင်လာတာခရီးကဟိုဘက်ကလူကြီးတွေသူကအရင်နဲ့ညင်းတယ်အဲ့တော့ဟိုဘက်လူကြီးတွေကညင်းတာဟိုဘက်လူကြီးသူ့ပြန်ဟောက်တာငင်းညဝင်ပြောပါတယ်ဒါပေမဲ့ကလေးပဲရှိသေးတယ်ဟုတ်လားအဲ့ဒီကနေသူစားငင်းရတော့နော်အခုဒီတောက်ဆော့ပြီးဆော့လာတာအဲ့ဒီအင်းလေးလိုပဲပြောတာညီလာရဲ့ဟုတ်လားမေးကြီးကသူကလေးကနေပါအဲ့ဒီဘိုးချုပ်ရေးသမီးရနော်နောက်မှသွားဟုတ်လားနောက်နေ့လင်းနေတဲ့နဲ့လာမှာပဲဟုတ်နဲ့